ကမ္ဘာ့လာမီပြန်လာနိုင်ဖို့အကောင်းဆုံးပြင်ဆင်နေတဲ့နေမှာအားလုံးပဲမင်္ဂလာပါများ1 Channel ထဲ Sport ကနေပြန်လည်ကြိုလိုက်ပါရင်နေမှာဂျူနီယာဟာဘရာဇီးအသင်းရဲ့ icon ကစားသမားဖြစ်ပေမဲ့လာမယ့်2026ကမ္ဘာ့လာမှာပါဝင်ကစားရဖို့မသေးချာဖြစ်နေပါတယ်နေမှာဂျန်ယာပဒနာများပြနေပြီးပုံစံခေါင်းကိုတသက်မတည်းပြသဖို့လည်းရုန်းကန်နေရပါတယ်နေမှာဟာဘရာဇီးအသင်းအတွက်ကစားပင်ရရှိခဲ့တဲ့ဒုတိယအကြောင်းတနေ့ကျော်လောက်အနားယူလိုက်ရပြီးတဲ့နောက်ဆော်ရီအသင်းအိမ်လယ်နဲ့စာချုပ်ပြတ်တင်လိုက်ရပါတယ်နေမာကသူ့ကိုယ်သူပြန်လဲတီးဆောက်ဖို့အတွက်ငယ်ဘွားအသင်းဆန်းတို့ကိုပြန်လာခဲ့ပါတယ်။ဆန်းတို့မှာနေမာကရေတို6လတန်းစာချုပ်2ကြိမ်ချုပ်ဆိုခဲ့ပြီးစ조사နေတာတော့မှသူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်မရနိုင်သေးပါဘူး။နေမာကဆန်းတို့ကိုတန်းဆင်းရမယ့်ဒုက္ခကနေကယ်တင်လိုက်ပါသေးတယ်။နေမာကဂျူဒန်ရရှိနေတဲ့ကြားတွေကနေဆန်းတို့အတွက်ပေးဆက်ကစားခဲ့တာပါ။နေမာရဲ့စ조사ပေးမှုကလည်းသွင်းကိုယ်တွေနဲ့ရာတင်ခဲ့ပြီးဆန်းတို့လည်းတန်းတင်ကြံခဲ့ပါတယ်။နေမာကသူရဲ့ကောင်းတရားလိုမျိုးအွန်လိုင်းခဲ့ပြီးတဲ့နောက်သူ့ရဲ့ဒုတိယရာကိုသေးစားခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။နေမာကတရက်ကြာမှာပဲစေုံကနေဆင်းလာပြီးပြန်လည်ထူထောင်ရေးတွေစတင်တော့မှာဖြစ်ကြောင်းဆန်တိုဘက်ကသတင်းထုတ်ပြန်ပေးထားပါတယ်။နေမာရဲ့ရွေးချက်ကတော့2026ကမ္ဘာ့လာမှာပါဝင်ကစားဖို့ပါ။နေမာကနှစ်ကုန်ရင်စာချုပ်တန်းကုံဆုံးတော့မှာဆိုပေမဲ့ကမ္ဘာ့လာမတိုင်ခင်ထိဆန်တိုမှာပဲဆက်ပေးကစားသွားဖို့စဉ်းစားနေတဲ့အတွက်စာချုပ်တန်းနောက်ထပ်6လထပ်တိုးသွားအောင်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နေမာကဇန်နဝါရီ20မှာရှင်ပိုင်းကစားသွားမယ်ကိုရင်တီယန်နဲ့ဒါဘီပွဲစဉ်မှာပြန်လည်ကစားနိုင်မှုမျှော်လင့်ထားပြီးဆန်တိုကနေမောင်းပါဝင်မယ်နိုဘိုရီဇွန်တီနိုပါမီယက်စ်နဲ့ဂွာရာနီတို့ကိုအရင်ဆုံးရှင်ပိုင်းကစားသွားရမှာဖြစ်ပါတယ်။နေမာတယောက်လက်ကျန်6လမှာချိန်ဆွဲပြပြီးအန်ဆယ်လော်တီကိုဆွဲဆောင်နိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။